အခုတလောယာဗီဥလူကတကယ်ကိုပူတယ်နော်အပြင်ထွက်လိုက်တာနဲ့လူကနှုံးခွေသွားတာပဲအဲ့လိုအချိန်မျိုးမှာရေကိတ်တောက်လိုက်တာထပ်ပိုပြီးလူကိုအားအင်ပြည့်စေမဲ့အပြင်အသားရည်ကိုပါလှပ်ပါစေမဲ့ရှုပ်ဝက်ချက်ရှိတယ်ဆိုရင်ရောစိတ်ဝင်စားလားဒီနေ့ဗီဒီယိုမှာတော့နွေရာသီရဲ့အပူဒဏ်ကိုအန်တုဖို့ကျွန်တော်တို့ဘလို့အသီးအနှံတွေကိုစားပေးတင်လဲသူတို့မှာဘလို့အာဟာရတွေပါဝင်လဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာပါဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ရအောင်ဗျနွေရာသီဆိုတာနဲ့အရင်ဆုံးပြေးမြင်တာကတော့ဖယဲသီးပဲပေါ့ဖယဲသီးမှာရေဓာတ်92%တောင်ပါဝင်လို့ခန္ဓာကိုယ်ရေဓာတ်မခန်းချောက်အောင်ကူညီပေးပါတယ်ပြီးတော့သူမှာပါတဲ့ lycopene ဆိုတဲ့တက်ကနေရောင်ကြီးကြောင့်အသားအရည်ပျက်စီးတာကိုကာကွယ်ပေးသလိုနှလုံးအတွက်လည်းအရန်ကောင်းပါတယ်ကဲနောက်တစ်ခုကတော့နွေရာသီရဲ့ဘရင်လို့တောင်တင်စားကြတဲ့တရက်သီးပါသူကအရသာရှိယုံနဲ့မကောက်နော်ဗိုက်တာမင် A နဲ့ C ဓာတ်တွေကျွယ်ဝလို့ကိုခန္ဓာကိုမြင့်တင်ပေးတယ်လို့မျက်စိအတွက်လည်းအရန်ကောင်းပါတယ်အမြင့်တဲ့ fiber ပါဝင်လို့အစာချေစနစ်ကိုလည်းကူညီပေးတယ်လေဒါပေမဲ့အချို့များလို့အရန်ကြီးအလွန်ကျွံစားလာတော့ရှောင်ရမယ်နော်အသီးဆိုလို့အုံသီးကိုလည်းမေးထားလို့မရဘူးနော်အုံစိမ့်ကြီးကတဘာဝကပေးတယ်လက်စားရည်ပါပဲပိုတက်ဆီယမ်ကျွေးဝလို့ချွေးထွက်ငါပြီးမောပန်းတာကိုချက်ချင်းသက်သာစေပါတယ်တခွားသီးကိုအသီးတော်လိုပဲတိကျပေမဲ့နွေရာသီမှာတော့သူကတကယ်ကိုအားကိုးရတဲ့အစားအစာပါအာဟာရတန်ဖိုးကတော့ကယ်လိုရီလည်းနည်းသလိုရေဓာတ်နဲ့ဗီတာမင် K လည်းပါဝင်ပါတယ်တခွားသီးရဲ့ကျန်းမာရေးအတွက်ကောင်းတဲ့အချက်တွေကတော့ခန္ဓာကိုယ်တွေကမလိုအပ်တဲ့အညစ်အကြေးတွေအဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်ကယ်လိုရီနည်းလို့အများကြီးစားလဲဝမ်းမောက်ကိုမပူရတော့ဝိတ်ချနေသူတွေအတွက် okay ပဲပေါ့နောက်ဆုံးတစ်ခုကတော့တင်ပေါ်သီးပပားရပါတင်ပေါ်သီးကတစ်နှစ်ပလုံးရှိပြီမဲ့နွေရာသီမှာစားရင်လူကိုအေးမြစေပါတယ်တင်ပေါ်သီးမှာပပိန်းအင်ဇိုမ်ဗီတာမင် C နဲ့ဖိုလိတ်စတဲ့အာဟာရတန်ဖိုးတွေအများကြီးပါဝင်ပါတယ်တင်ပေါ်သီးကကျန်းမာရေးအတွက်ဒီလိုချက်တွေကောင်းပါပါတယ်အစားကြေလွယ်တယ်အသားတွေအများကြီးစားပြီးရင်တင်ပေါ်သီးလေးစားပေးလိုက်အစားကြေသွားလိမ့်မယ်ဒါအပြင်ခန္ဓာကိုယ်တွေကနာကျင်တာရောင်ရမ်းတာတွေကိုလည်းသက်သာစေပါတယ်တစ်ဆက်သေးအသီးပီးချင်းတာကနွေရာသီမှာအသီးနှံစားတဲ့အခါသတိထားဖို့လေးတွေပါပထမအချက်ကလက်ဆက်တာတွေလည်းရွေးစားပါလမ်းမေးမှာလှီးဖြတ်ရောင်းတာတွေကဖုံးတက်နေတယ်လို့သတိထားကြပါဒုတိယကစားခါနီးရင်ရေနဲ့တေချာစေပြီးမှစားပါကားပြန်အသီးတွေကိုတကြားတွေနှုတ်စီဒီအညာကြီးထဲတာထက်ဒီတိုင်းစားတာကအာဟာရအပြည့်အဝဆုံးပါတငယ်ချင်းတို့ရောနွေရာသီမှာဘယ်အသီးကိုအကြိုက်ဆုံးလဲ comment မှာရေးပေးခဲ့အောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like နဲ့ share လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ကျမ်းမာရေးဖူးတူတာတွေသိရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားလိုက်ပါအောင်အားလုံးပဲအပူတိုင်းကနေကင်းဝေးပြီးကျမ်းမာပျော်ရွှင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်